Hello အားလုံးပဲမင်္ဂလာပါ ECG ဒီမှတ်ပိုင်းဆရာအုပ် channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဗီဒီယိုတွေမတင်ဖြစ်တာမကြပြီပေါ့ဆိုတော့ဒီဘက်မှာဆရာနည်းနည်းလေးအလုပ်ရှုပ်နေရလဲပါတယ်တစ်လောက်တစ်ပိုးလောက်ပဲတင်ပေးဖြစ်နေတာဒါပေမဲ့တင်ထားတဲ့ဟာတွေနဲ့တေချာလေးကြည့်ထားမယ်ဆိုရင်တော့ GC တေချာတော်တော်လေးလုံလောက်ပါတယ်ပေါ့နော်ဆိုတော့ anyway အခုကဒီ macro ဟိအခန်းတဲကငါတို့ဒီအာ statistics and data analysis chapter 9ပေါ့နော်အဲ chapter ကပုံစံတွေလိုပုံစံမျိုးတွေကိုအခု couple မှာတွက်ပြပြီးတော့ဖြစ်ပါတယ်တချို့ဟိုအကုန်လုံးတော့မဟုတ်ဘူးပေါ့နော်တချို့တည်ထားတဲ့နည်းနည်းရှုံနိုင်တဲ့လေးချင်းတဲ့အဲ့လိုပုံစံတချို့ကိုတင်ပြပေးသွားမှာဖြစ်ပါတယ် Okay ကဲဆိုတော့စလိုက်ကြအောင်ကဲဒါကတော့ couple ဆောက်တာဆရာ channel တွေမှာသွားယူလို့ရတယ်เนาะပြီးတော့ဒါစာမျက်နှာ181တဲ့เนาะဒီကစာမျက်နှာ181မှာဒီ question number 5 and 6ကနေစတော့လိုက်မှာဖြစ်ပါတယ်ဆိုတော့ဒီက question number 5နဲ့6ကိုကြတော့တော့ဒီပုံလေးကိုကြည့်ပြီးတွက်လို့ရတယ်တော့ပြောတယ် Okay တော့ဘာပေးထားလဲဘာမေးရကြည့်ကြတော့တော့ဒီမှာတဲ့တော့တစ်နှစ်ကိုပေါ့နော်ဒီကလေးအယောက်100စာပေးကောက်မယ်ဆိုရင်ဘယ် category ကပေါ့နော်အနည်းဆုံး percent တိုးတယ်ဆိုတော့မေးရဘယ်လိုရှင်းနေမှာလဲဆိုရင်2400ရ2010မှာတော့ဒီရဲ့ဒီကတိုးသွားရဆိုတော့ဟောဒီမှာ17ကနေ19 6% တိုးသွားတယ်စသဖြင့်ပေါ့နော်တိုးသွားရဆိုတော့အဲ့ဒီမှာအနည်းဆုံးတိုးတဲ့ဟာဆိုတော့ဒီ category ကအနည်းဆုံးတိုးရတယ်ဘာလို့လဲဆိုတော့ဒီကနေဒီ1% ပဲတိုးသွားတယ်အဲ့တော့အဖြေက D ပေါ့ဒါပဲနောက်တစ်ခုနံပါတ်6ကကျတော့ဟုတ်ပြီဒီ community မှာ2010ရောက်သွားတဲ့အခါမှာပေါ့နော်တော့ဘယ်လောက်ဖြစ်သွားပြီလဲဆိုတော့3နှစ်အရွယ်ကလေးတွေကအယောက်350ဖြစ်သွားတယ်ဆိုတော့အဲ့လိုအခြေအနေမှာဆိုရင်သူက how many ဆိုတော့ဒီကလေးဘယ်နှယောက်လဲဆိုတော့ငါတို့မေးတယ်သူတို့နာမည်သူတို့ရေးနေတဲ့ဒီ3နှစ်သားတွေကလေးတွေကဘယ်နှယောက်ရှိမလဲဆိုပြီးမေးတယ်ဆိုတော့2010မှာကြည့်လိုက်မယ်ဆိုရင်သူတို့နာမည်သူတို့ရေးနိုင်တဲ့ဟာက34%ဆိုတော့အယောက်350ရဲ့34%ကိုရှာနိုင်တဲ့အဖြေရတယ်ဆိုတော့ဒါကဒီတော့50ရဲ့34%ဆိုတော့ percent အခန်းမှာသင်ခဲ့တဲ့ pop sharing နဲ့တူတူပဲဟုတ်တယ်နော်အဲ့တော့ percent ကိုတသမဒီ percent ဖြုတ်တရားနဲ့စားမှဆိုရင်0.34ရမယ်အဲ့ဒါနဲ့ဒီခိုးဖြစ်တဲ့350နဲ့ကိုတင်းမြောက်ချလိုက်ရင်ငါတို့ရဲ့အဖြေက119ရပြီဒါလေးပဲ okay အဲ့ဆိုတော့ပြီပေါ့နော်နောက်တစ်ခုနံပါတ်9 ဘက်ကလည်းဒီပုံလေးကိုပေးထားတယ်ဒီမှာသူကဒီလိုမျိုးကားတစ်စီးကိုအစီး90ဆိုပြီးသူကသတ်မှတ်တယ်ပေါ့နော်ဆိုတော့ဒါမျိုးတစ်ဝက်ဆိုတော့25ပေါ့ကွယ်အဲ့တော့ဒီမှာဆိုရင်သူမေးခွန်းမေးတာ how many cars ဘယ်လောက်ရှိလဲဆိုရင်မေးရဲ12နိုင်နဲ့4ခွဲချဆိုတော့12နိုင်နဲ့4ခွဲချဆိုတော့စပြီးကြည့်လိုက်အခု90ပေါ့နော်အဲ့တော့5 10 15 20 25 30 35ဆိုတော့ဒီမှာ350ရှိပြီးတော့ဒီမှာ25ထပ်ပေါင်းလို့အဖြေက385ဖြစ်သွားတယ်ဒါပဲနောက်တစ်ခုကကျတော့ how many more ကိုမေးရ how many more ဆိုရင်နှုတ်ပေးရမယ်ဆိုရင်ကိစ္စကတော့ chapter 1မှာတွေကသင်ထားပြီးသားပေါ့နော်အဲ့တော့ဒီမှာ 8A ကနေပြီးတော့နေ့လည်ထီရယ်ပြီးတော့၄ခွဲနောက်ပိုင်းဆိုတော့ 8A ကနေနေ့လည်ထီကဒီတစ်ခု၄ခွဲနောက်ပိုင်းဒီတစ်ခုအဲ့နှစ်ခုကိုများရတဲ့ကနေနှုတ်မှာဆိုတော့ဒီမှာဒီလေးခုဒီလေးခွဲခြားလိုက်ဟုတ်လားဒါဆိုရင်ဒီမှာဘယ်လောက်ကျန်ပါလဲဆိုတော့ဒါက90ဒါ25ဆို85ကျန်တယ်ဒါပဲဟုတ်ပြီနော်ပုံပြီးရုပ်ရှင်တယ်ပေါ့ okay ဒါဆိုရင်နောက်တစ်ခုကတော့ဘာ gradient line gradient ပေါ့ဒါပဲ okay ဆိုတော့ဒီမှာဆိုရင်နံပါတ်9နဲ့ဟိုဒီပုံလေးကိုကြည့်တော့ okay ဆိုတော့ဒီမှာသူက approximately လို့ပြောတဲ့ဘာ grade တွေဘာချက်တွေအများကြီးသူကဒီ approximate ပဲလား43ပဲလားသူကအရင်အတိအကျခံမလို့မရဘူးပေါ့နော်အဲ့တော့ anyway how many more နဲ့မေးရဆိုတော့ဒါကတော့များတဲ့နေအောင်လုပ်ပြရမှာတော့တည်တယ်ဆိုတော့ t-shirt okay ဆိုတော့ဒီမှာ t-shirt ကိုကြည့်လိုက်မယ်ဆိုရင်100နဲ့120ကြားဆိုတော့110ကိုနည်းနည်းလေးကြော်ကောင်းကြော်နိုင်တယ်ပေါ့နော်ဒါတော့ကိုကြိုက်လို့ရွေးချယ်ပေါ့ဟုတ်ပြီလားအဲ့တော့စားတော့ဒီမှာ110လောက်ရွေးချယ်လဲရတာပဲနောက်117ရွေးလေးရတာ trade တော့မရှိပါဘူး။ဇာဒီမှာ3ညတွေပဲဖြစ်နေတဲ့အတွက်ကြည့်ကောင်း110ဆိုရွေးလိုက်တာ။ Okay နောက်တစ်ခုက box and twice ဆိုတော့ဒီမှာ box က40ကျော်မှရှိရပါတော့။ပြီးတော့ twice ကကျတော့30မှရှိတယ်။ထားပါဒီနှစ်ခုပေါင်းကြ80လို့ပဲရေးလိုက်မယ်။ဘာလို့ဆရာ3ညနေပဲပြောရဲဆိုဒီအဖြေမှာ3ညနေပဲပါအတွက် approximately အရာဖြစ်အောင်ပြောတာ။အဲ့ကြမှာများရတဲ့ကနေရာတော့ခြိုက်တော့အဖြေက40ရဒါပဲ။ anyway သူက approximate လို့ပြောတဲ့အတွက်ဒီမှာဒီ40နဲ့အရင်ကတ်နေတဲ့အဖြေတော့ပေးထားမှာမဟုတ်ဘူးကျွန်တော်ကတော့လွတ်လွတ်လပ်ရွေးချယ်လို့ရတယ်ပေါ့နော်အဲ့ချက်ကဲနောက်တစ်ခုကကျတော့ဒီမှာကတော့ gains နော် gains ကိုကြည့်လိုက်ဘယ်လောက်ရှိလဲဆိုတော့50ဟုတ်လားအဲ့ဒီမှာတစ်ဝက်ဆိုတော့25ကိုကျတော့သူက
$16နဲ့ရောင်းပြီးကျန်တဲ့ဟာကိုကျွန်တော်$24နဲ့ရောင်းဆိုပထမ25ကို$16နဲ့ရောင်းမယ်ဆိုတော့25မြောက်16ဖြစ်ပြီးတော့ဒုတိယ25ကိုကျတော့$24နဲ့ရောင်းပြီးတော့မှအဲ့နှစ်ခုပေါင်းပြီးမှမေးရမှာလို့ဒီနှစ်ခုကိုဒီလိုညှောက်ပြီးတော့ဒီလိုပေါင်းပြီးလိုက်ဖြေရစေခေါ်ရဲ့ဖြေရ D ဟုတ်ပြီနော် Okay နောက်တစ်ခုကလည်း930ကိုဒီ graph လေးကိုကြည့်တွေ့မယ်လို့ပြောတယ်အဲ့ကောင်ဒီ graph လေးကိုလည်းချိန်လိုက်မယ်ဆိုတော့ဒီလိုမျိုးအယောင်မချိန်တိုင်းဟာ2တိတွေပြီအယောင်ချိန်တိုင်းဟာ5တိပါမယ်ကိုပြောတာ Okay ဆိုတော့နံပါတ်9ကဗာမေးရတယ်ဆို ratio ကိုမေး Okay ဗါလဲ2 day ကိုတည်ပြီးတော့5 day နဲ့ဆိုင်ဘယ်မှာလဲမေလမှာတော့မေလကိုကြည့်လိုက်မယ်မေလမှာ2 day ရဲ့ဟာက80ဖြစ်ပြီးတော့5 day ကဘယ်လိုဖြစ်မလဲဆိုတော့20နဲ့30ကျဆို15ပေါ့ဟာလားအဲ့တော့70 ratio 15ဆိုတဲ့သဘောပေါ့နော်ဆိုတော့ ratio ချပြီးခြေလိုက်ရင်အဖြေက14 ratio 3ရတယ်ဒါကြီးလဲကြီးကြီးမားမားကိစ္စတော့မဟုတ်ပါဘူးနောက်တစ်ခုကလည်းတော့ဒီမှာ total 80ရှိမဲ့ဟာကိုရှာခိုင်းတယ်ဒီမှာဆိုရ80စက်တင်ဘာပေါ့ဘာလို့လဲဆိုတော့ဒီမှာစက်တင်ဘာ2 day ပါမစ်ကဘယ်လောက်လဲ60ဖြစ်ပြီးတော့အာ5 day ပါမစ်က20မို့လို့ခုပါကွက်ဒီ80ရတယ်เนาะစက်တင်ဒါတော့တစ်ခုချင်းလိုက်ပေါင်းကြည့်လိုက်ရမယ်ပေါ့နော်ဟုတ်ပြီလားအဲ့တော့ဒါဒီမှာလည်းဘာမှထွေထူးမခက်ခဲနေဘူးလို့ထင်ပါတယ်ကဲနောက်တစ်ခုကတော့ line graph line graph တွေနဲ့ပတ်သက်ပြီးအတက်ကြကိုပဲအဓိကဟောဖြစ်တိုင်းတော့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီပုံလေးကိုကြည့်ပြီးတော့ခွန်တော့ပြရစီအဲ connection နဲ့ကြည့်ရအောင် okay ဒီပုံလေးကိုကြည့်ပြီးတော့သူကဘာလို့မေးရလဲဆိုရင်ဘယ်ချိန်ပိုင်းမှာတော့တကယ်ကြာသွားလဲမေးရဆိုတော့ကြာတဲ့ဟာကိုကြည့်လိုက်ဒီမှာ1920နဲ့1930ပဲကြာတယ်1930နဲ့1940ပဲကြာတယ်ဒါကြီးကကြာနေရဒါပေမဲ့ဒီမှာဘယ်လောက်ကပဲစပြီးတာ1930နဲ့1940ကြာတဲ့အောင်ပဲပေးထားတယ်ဒါဆိုဒါကိုယူလိုက်ရိုက်ဘာလို့လဲဆိုတော့1940နောက်ပိုင်းတော့6ပါလို့လိုက်လေတက်သွားပြီပေါ့သူမင်းကကြာတဲ့ဟာပဲမေးโอเคနောက်တစ်ခုကကျတော့ fraction အပိုင်းရင်းနေပြီ1990ဒီကြည့်လိုက်မယ်နော်1990ကတော့ဒီမှာဘယ်လောက်ရှိမလဲဆိုတော့20လောက်ပေါ့ဟဲ့လားနော်1990က20ဖြစ်သွားမယ်ပဲထားပါတော့ပြီးနောက်တစ်ခုကကျတော့သူကဘယ်လောက်ကြည့်ခိုင်းလဲဆိုတော့2000ကြည့်ခိုင်းတာ2000အောင်ကြည့်လိုက်2000ကဘယ်လောက်100အဲဒီမျိုး ratio ချမှာဆိုတော့100ကို30ကိုတီး100နဲ့စားလိုက်ရတော့ဖြေရပြီ1/5ပေါ့နော်1/5 okay နောက်တစ်ခု9နဲ့10အားကြတယ်ခုနကလည်းပြောတော့ line graph လေးကိုကြည့်တော့မယ်ဆိုပုံလေးနည်းနည်းချက်ကြည့်လိုက်မယ်ဒီလိုမျိုးဆက်ထားတဲ့ဟာကိုကျတော့ store 1လို့ဖြစ်ပြီးတော့အဆက်လေးနဲ့ဟာ store 2ရဲ့ဟာတို့မေကုံလားထုံးစံတိုင်း how many more ကုန်ပြီဆိုတော့မြင်ရတဲ့အနေအောင်တော့ပြရမယ်ဟုတ်ပြီ store နဲ့ store 1ကိုရှင်းခိုင်းနေပါမှာလဲ week 6နောက်တော့ဒီ week 7မှာဆိုရင် store 2ကဘယ်လောက်မှရှိရလဲဆိုတော့390လောက်မှရှိပြီးတော့store 1ကဒီမှာလောက်မှရှိတယ်340မှရှိတယ်။အဲတော့မြင်ရတဲ့အနေနဲ့လောက်ချလိုက်တော့50။ကဲနောက်တစ်ခုကကျတော့ store 1ရဲ့အကြီးဆုံးတက်နေတဲ့ဟာပေါ့နော်။ဆိုတော့ဒီမှာသူ့ရဲ့နောက်တစ်ပတ်ကနေပြီးတော့စပြီးအကြီးဆုံးတက်နေတာဆိုတော့ဒီမှာအကြီးဆုံးတက်နေတဲ့ဟာကိုတော့သွားပြီးရှာကြည့်လိုက်မယ်ဆိုတော့ဆိုတော့အဲ့ဒီအချိန်မှာတချို့ကဟာဒီမှာ7မဖြစ်ပါဘူး7မဟုတ်လားဟောသူကအကြီးဆုံးတက်တဲ့ဟာကိုမှဒီဘယ်လိုပြောမလဲ store 1ရဲ့ပဲဒီမှာသူကဟိုဒီကနေစပြီးတော့မယ်ဆိုရင်ဟုတ်ပြီနော် wave form မှာဆိုတော့ကြပြီးချက်ချင်းပြန်တက်မယ်ဆိုတဲ့ဟာမျိုးတော့ဆိုချင်တာပေါ့နော်ဒါပေမဲ့ဒီမှာကျအဲ့လိုမျိုးမပါဘူးမပါဘူးဆိုတော့စကြင်လို့ထုတ်လိုက်မယ်ဆိုတော့ဒါကအကြီးဆုံးဖြစ်နေမှာပဲဟုတ်တယ်မလားဒါပေမဲ့ဒီဘက်မှာဆိုရင်ဘလို့အကြီးဆုံးစဉ်းစားမယ်ဆိုရင်ဒီဒါကြီးကအကြီးဆုံးဖြစ်နေပြီဒီ week 7ဒါပေမဲ့အောက်က track ဆိုတော့တစ်ချက်လိုက် week 2 3 4 5ပြီးထားတယ်အဲ့တော့ငါတို့ရှာမှာဒီ2 3 4ဒီ range အတွင်းမှာပဲရှာမယ်ဆိုတော့ဆိုတော့အဲ့ထဲမှာအကြီးဆုံးကပိုင်းဆိုတော့ week 5ကအကြီးဆုံးဟုတ်တယ်မလားငါတို့ week 5ရေးလိုက်ရင်ဒါပဲဟုတ်ပြီနော်တခြား choice တွေရှိရင်တော့တခြားဘုံတော့ထပ်စဉ်းစားမှာပေါ့ okay နောက်ဆုံးတော့နောက်တစ်ခုအနေနဲ့ cycle graph အကြောင်းပါမယ် cycle graph လို့လည်းခေါ်တယ်ပိုင်ချက်လို့လည်းခေါ်တယ်ဟိုဒါစဝိုင်းပုံစံရှိရတာလေးပေါ့နော်ဆိုတော့ဒီမှာဒီပုံကြည့်ပြီးတော့သူကဘာအောင်မေးရလဲဆိုရင်ဒီ document တွေကို prepare လုပ်တဲ့ဟာကဘယ်လောက် hour ရှိမလဲဆိုပြီးသူကမေးရပေါ့နော်ဒါဒါတစ်ခုလုံးသူက40 hour လို့သတ်မှတ်ထားတယ်အဲ့တော့ဒီမှာ document တွေ prepare လုပ်တာဘယ်လောက်လဲ25%ဆိုတော့40ရဲ့25%မှာတော့ရှာလိုက်ရတဲ့အဖြေက10 hours ရတာပါကဲနောက်တစ်ခုကကျတော့သူက data entry ကလွဲရင်တခြားအရာလို့ငါတို့ပြောတာတော့ data entry ရတယ်တခြားအရာဆို data entry ဖြစ်တဲ့44%ကိုဖယ်လိုက်မယ်ဆိုရင်ငါတို့ရဲ့ဖြေက56%ရပြီဒါပဲ
အဲ့လိုပဲနောက်တစ်ခု question 9နဲ့10ကကြတော့ဒီပုံကြည့်ပြီးတွေ့ရမယ်ဆိုတော့ဒီမှာသူက sense လေးနဲ့ပေးထားရဆိုပဲတကယ်တော့ဒီ30 cent 20 cent ဆက်ပြီးအကုန်လုံးကို like ပေါင်းကြည့်လိုက်မယ်ဆိုရင် total 100 cent ရတယ်အဲ့တော့ဆိုတော့ဒီနောက်ဒါအကုန်လုံးက percent အနေနဲ့တွက်မယ်ဆိုရင်ဒီ percent ပဲဆိုတော့ဟိုမှာဒီ stock market က3% ပဲ public bond ကလည်း40% ပဲဆိုတော့တက်ရောက်တယ်ပေါ့နော်အဲ့ဒီမှာသူမေးတာ real estate နဲ့ stock market ဆိုတော့ real estate က7%ဒါက3% တော့ bond ရင်10%ဒါပဲဆိုတော့တစ်ခါပြန်ပြောင်းပေးကြမလို့တော့ဘောနော်ဆိုတော့ကွက်တီကြနေအောင်မို့လို့ okay နောက်တစ်ခုနံပါတ်10ကကြာဟုတ်ပြီခုနပေးချက်တစ်ခုချင်းရတယ်လို့ဒေါ်လာ120ရှိမယ်ဆိုရင်နဲ့တော့ဆိုရင်တော့ဒါတစ်ခုဒီပေးချက်တစ်ခုလုံးဒေါ်လာ120ဖြစ်နေပြီဆိုရင်တူရှာဟိုင်းတာကကြာဘာတော့ရှာဟိုင်းတာဆိုဒီ public bond တော့ရှာဟိုင်းpublic bond ကကြာဒီမှာဘယ်လောက်လဲ40%ဟုတ်တယ်နော်ဆိုတော့120ရဲ့40%ဆိုပြီးသူ့ကိုရှာလိုက်မယ်ဆိုရင်ဒီက48တော့ရဒါပဲရပြီနော် Okay ဆိုတော့ဒီမှာ measure or central tendency ကိုဆရာထွေတူမပြောတော့ဘူးဘာလို့လဲအော်စတာပြောပြောမင်းမီနီယံမပြောတော့ဆိုတာဒီကလေဒီဟာတွေတိုက်ဘယ်လိုတိုက်မှာလဲဆိုတော့ဒီမှာ1 2 3 4 5ဒါမျိုးပြောမှာနော်ဒါဒီမှာ5 5 5ဆိုတော့ဒီမှာတက်ဆို16ဖြစ်သွားမယ်ဆိုတော့ပေါ့နော်ဆိုတော့အဲ့လိုရှိတော့ Okay ဆိုတော့ဒီမှာသူပေးတဲ့ဟာရကြတော့ဒါဒီ return လုပ်ထားတဲ့ NG အတွက် round side ဖြစ်တာဖြစ်ဖြစ် unwanted gift ဖြစ်ဖြစ်စသဖြင့်ပေါ့နော်ဒါလေးသူကုန်ပေးထားတယ်။ကဲနံပါတ်9ကကြတော့ ratio ချလိုက်တယ်ဘယ်လို ratio လဲဆိုတော့ round side okay round side ကငါတို့ခုနချလာပြီးတော့ဘယ်လိုလဲ16နဲ့ all the return ဆိုတော့ဒီ return အကုန်လုပ်ထားတဲ့ဟာရဆိုတော့ငါတို့ဒီ16ပြီးဒီ unwanted gift တွေစသဖြင့်ဒါအကုန်လုံးကိုလိုက်ပေါင်း okay ဆိုတော့အကုန်လုံးကတော့ပေါင်းလိုက်ရင်ဘယ်လောက်ရလဲဆိုတော့44ရတယ်အဲ့တော့16ကိုဒီ44နဲ့ကတော့ကောက်စားပြီးလိုက်ရင်ငါတို့ဖြေရ4 over 11ဆိုပြီးရဒါပဲကဲနံပါတ်8ကလည်းဒါကိုကြည့်တော့နံပါတ်8ကကြာတော့ဘာအောင်မေးရလဲဆိုရင်ဟုတ်ကဲ့ပါစအောင်မေးရတော့ဟုတ်ပြီဘယ်ဟာပါစလဲဆိုတော့ unwanted gift ဆိုတော့ခုနပြောတော့ total က44ရှိတယ်လို့ပြောဟုတ်တယ်မလားပါစနဲ့ရှာမယ်ဆိုတော့တစ်ဖက်မှာပါစမိုင်းတွေကတစ်ဖက်ကဘက်ပိုင်းပို့ဆိုတော့9နေရာမှာ total 44ကိုထည့်တယ်အခုက unwanted gift ဆိုတော့ဒီမှာဘယ်လောက်လဲဆိုတော့10 15 20ဆိုတော့ဒီမှာငါတို့20ကိုထည့်ပြီးတော့ပြလိုက်ရပြီဒီကပါစကိုလည်းငါတို့ဒီမှာ approximately လို့ပြောထားတဲ့အတွက်ဖြေကအနည်းဆုံးထွက်လာမယ်ဖြေကိုပဲရွှေ့ပေးလိုက်ရင်ရတယ်ပေါ့နော်ဆိုတော့ဒီမှာအနည်းဆုံးသူ့ဖြေက40မှာထွက်လာတယ် okay နောက်တစ်ခုခုနကလည်းပဲစာရေးပေးထားတယ်ဒီမှာ typing speed ထောက်ပြီး word per minute ပေါ့နော် WPS ဆိုဒီမှာသူရေးထားပြီးသား okay ဆိုတော့သူ့မေကိုစတာကြီးက percent ကိုမေးရ okay ငါ percent ကိုမေးခုနလို formula သုံးတယ် percent မိုင်တရားတစ်ပတ်က per by 4ဆိုတော့ဒီမှာ total လာရောက်တဲ့ရှိမယ်နဲ့လူဘယ်နှယောက်ရှိလဲအယောက်30ရှိအစိတ်90ရှိတဲ့အတွက်ငါတို့9နေရာမှာ90တဲ့ပထမတစ်ခုက word per minute 30အောက်လို့ပြောတယ်ငါတို့တာဝန်ယူနေ15 10 15 20 25 30 35အဲ့ဒီနေရာမှာ35ကိုထည့်ပြီးတွက်လိုက်ဆိုရင်ဖြေရ okay နောက်တစ်ခုနံပါတ်10ကကျတော့ ratio မှာသူကဗာလဲဒီ word per minute ပေါ့နော်45အထက်ရယ်ဒီ word per minute 45အောက်ရယ်ဒီနှစ်ခုချာဆိုတော့45အထက်ကတော့အရင်ကြည့်မယ်45ရဲ့အထက်ကကျတော့ငါတို့ဒီဟာတွေပေါ့ဟဲ့ဒါဆိုရင်ငါတို့ဒီမှာ5 10 15 20 25ဒီနှစ်ခုပေါ့နော်30ပြသွားတယ်ဆိုတော့30ဆိုတော့အပေါ်ဒီ45အထက်က30ဆိုဒီဟာတော်တော်များများဖြစ်သွားပါလေ60ဖြစ်သွားတယ်ဘာလဲဆိုတော့ဒီနှစ်ခုပေါင်းညာ90လို့ဟုတ်တယ်မလားအဲ့တော့30 by 60ဆိုတဲ့ပေါ့ပေါ့ ratio ချလိုက်တော့1 ratio 2 b ဒါဟင်ကဲနောက်တော့ဒီမင်းတို့ median တို့မဟုတ်တော့ဆရာမပြန်မပြောတော့ဘူးเนาะဘာလို့ဆိုတော့လွယ်တာဟုတ်မင်းတို့ရှာမယ်ဆိုရင်အကုန်လုံးကိုပေါင်းသူ့ရဲ့ဟိုဟာလေအရှိအတွက်နေစား median ဆိုရင်ငါတို့ငယ်စဉ်ကြည့်လိုက်အရင်ဆုံးစီမယ်ပြီးရင်သူ့ရဲ့ data set ကဒီ margin လားစုံရင်းလားကြည့်မယ် margin ဆိုရင်ငါတို့အလဲကင်းကိုယူလိုက်ပြီးတော့စုံကင်းဆိုတော့အလဲကနှစ်ခါနှစ်ခုပေါင်းနေတဲ့စာပေးမယ်mode model class ကကြတော့ဒီဗာလဲအချိန်ကြီးအတွက်အများဆုံးပါတဲ့ဟာကိုရွေးလိုက်တော့ဒါတွေကအဲ့လို visa ကြီးမဟုတ်တော့ဘူးဖြစ်တဲ့အတွက်ဆရာဒီဘက်ကိုတော့ကြော်လိုက်ပါမယ်မတွက်တော့ပါဘူးနောက်တစ်ခုက line plot ဒီ line plot နဲ့ပတ်သက်ပြီးဆိုတော့ဒီမှာအဓိကတွက်တာပုံစံပြလိုက်မယ်အဲ့တော့ပါလို့ဒီ history ပဲဆရာဒါလေးကိုအဓိကပြလိုက်တယ်နော် void ဆိုင် okay ဆိုတော့ဒီမှာဆိုရင်သူက
percent ကိုရှာခိုင်းနေဆိုတော့ဒီဘက်ကဟာတွေကြည့်လိုက်ဒါ percent တွေ 3% 4% 6% စသဖြင့်ပေးထားပြီးတယောက်ကဟာတွေက date တွေကိုပေးထားတယ်သူရှာခိုင်းတာကကျတော့ percent ပုံမှာ December 9နဲ့ January 5ကြားမှာပဲရှာခိုင်းတယ်ကျွန်တော် December 9ကဒီကနေစဒီကနေပြီးတော့ January 5ဆိုတော့ဒီအထိပဲဒီ6ဒီမဟုတ်เนาะဒီအထိတော့ဒီမှာကြည့်လိုက်မယ်ဒါဘယ်လောက်လဲ 8% ဒါဆိုရင်9လောက်ရှိမယ်ဒါဆိုရင်9လောက်ရှိမယ်ဒါဆိုရင် maybe 10လောက်ရှိမှာပေါ့နော်တော့ approximate ဆိုတော့အရင်တိကျကြတာမလို့တော့ဒါအကုန်လုံးပေါင်းလိုက်ရင်ဒီ36ဝန်းကျင်ကိုရလိမ့်မယ်အဲ့တော့ဖြေက C ကိုယူလိုက်ရတယ်ဒီမှာသိထားမှာဒါမျိုး approximate နဲ့ပါလာရင်ဖြစ်ဖြစ်ဒီ budget ဒီ histogram တွေတွေ့ရင်ဖြစ်ဖြစ်သူတို့ကအတိအကျဆိုတော့အနည်းဆက်ဆုံးဟာတွေနဲ့ထွက်လာတာများတယ်ပေါ့နော်အဲ့ကြရင်ကိုနဲ့အဖြေအတိအကျမတူရင်လို့ဆိုပြီးတော့စိတ်ပူစရာတော့မလိုဘူးအဆင်ပြေရဲ့အနည်းဆက်ဆုံးဟာတစ်ခုကိုငါတို့ဒါရွေးချယ်ပေးလိုက်အဆင်ပြေဟုတ်ပြီနော် okay ဒီမှာ probability အပိုင်းရှိရဆိုပေမဲ့ဒါကဆရာ probability အကြောင်းတည်တံ့တဲ့နေကြမှာပဲထည့်ပြီးတော့မဖြစ်တော့မယ်နော်အခုအောင်ဒါလေးကိုပြောလိုက်မယ်ကျွန်တော်တို့အခုဒီ statistic နဲ့ sign နဲ့အပိုင်းတွေကိုပဲငါတို့ဆက်သွားမယ်ဒီမှာဆိုရင်ငါတို့ graph တစ်ခုပေးရတယ်။ဘာနဲ့ပါလဲဆိုတော့ဒီမှာဒါကပိုင်ချက် cycle graph ကိုခေါ်တာဒါကဘာချက်ကိုခေါ်တာ။အဲ့တော့ तू ကဒီ graph တစ်ခုမှာ domestic နဲ့ foreign sales နှစ်ခုလုံး तू ပေးထားတယ်။ခုနှစ်တော့တော်ရတယ်ဗောနော်။ဒါက1985ခုနှစ်အတွက်ဖြစ်ပြီးဒါက2005ခုနှစ်အတွက်။သူ့မှာလည်းမေးခွန်းတစ်ခုရှိတယ်။ဘယ်နှစ်က foreign sales ပုံများလဲလို့မေးပြီးတော့ပြီးရင်သူတို့အဲ့နှစ်ခုရဲ့ difference ကို तू မေးတယ်။အရင်ဆုံး1985ကိုကြည့်မယ်ဆိုရင်တော့ foreign sales ကဒီဟာလေးဖြစ်ပြီးတော့ domestic sales ကတိတာပါ foreign sales က25ပဲရှိတယ်။ဘာလို့ဆိုတော့၄ပုံတစ်ပုံဟုတ်ကဲ့အဲ့တော့ဒီဘက်ကဘာချက်ကဟောဆိုဘာချက်ကိုတွက်မယ်ငါတို့ဘုံ39ဘာစမိုင်တွေကတစ်ဘက်က provide ဟူနဲ့တွက်မယ်ဒီဟူနေရာမှာတချို့ကအများဖြစ်ပေါ့နော်ဒီ6ကိုလာရွေးကြတယ် no နော်4ဆိုတဲ့ဘောကသူ့မှာရှိရဟာအကုန်လုံးပေါင်းချင်းဖြစ်တဲ့အတွက်ဒီမှာ domestic က5.5ရှိရယ် foreign sales က2.5ရှိဆိုတော့ဒီနှစ်ခုပေါင်းရှင်းရတဲ့အဖြစ်8ကိုပို့မှလာတယ်ပြီးတော့မှတော့ foreign sales ကိုရှာမှာတော့ဒီညမှာ2.5ထည့်ရှာတယ်အဲ့လိုရှာတဲ့အဖြေက31.25%ရဒါဆိုရင်ပထမမေးခွန်းအတွက်အဖြေက2005ခုနှစ်ဖြစ်သွားမယ်2005ခုနှစ်ကပိုများတယ်ဒုတိယမေးခွန်းအဖြေကကျတော့သူကဘာအောင်မေးရလဲ difference ကိုမေးရဒါဆိုရင်ငါတို့ကများရဲ့တွေကနေတာကိုနှုတ်ပြရမယ်ဆိုတော့အဲ့ကြမှာ31.25%လေးကနေပြီးတော့ဒီ25%ကိုနှုတ်ပြီးလိုက်ရင်ဟောတဲ့အဖြေက6.25%ရတယ်ဟုတ်ပြီနော်ကဲတော့နောက်တစ်ခုကလည်းဘာချက်လေးပဲပေးရဆိုတော့ခုနကသဘောတရားလေးပဲတွက်ပေးရမယ်ဆိုတဲ့သဘောတော့တက်ရောက်တယ်။ Okay သူကလည်းဘာကိုရှင်းခိုင်းတာလဲဆိုတော့ဒီမှာသူက political candidate တွေပေါ့နော်။အဲတော့ရုပ်ဝဲပဲတဲ့ကိစ္စမှာဒီမှာ3ယောက်ပေးထားတယ်။တေချာပိုင်းသူကနိုင်တယ်။ဒါပေမဲ့သူကနိုင်တာကိုဘယ်လိုခန့်မှန်းထားလဲဆိုရင်55%အတားနဲ့သူကနိုင်မယ်ဆိုပြီးခန့်မှန်းထားတယ်။ဆိုတော့အဲ့ဒါကြီးမှန်လားမှားလားဆိုပြီးကြည့်ခိုင်းဆိုတော့ကျွန်တော်သူ့ရဲ့ percent ကိုရှာမယ်ဆိုတော့အဲ့ခုနကလည်း percent ကိုရှာမှာဆိုတော့ percent ပိုင်းတရားတစ်ဖက်ကငါတို့ကပတ်ပိုင်း6ထည့်မယ်6ကတိုးတယ်ဆိုတော့ဒီမှာသူ့ရဲ့ဟာဘယ်လိုရှိမှလဲဆိုတော့9သူက4သူက6ပေါ့နော်ဆိုတော့ compound လိုက်ရင်တော့ဟိုက19ဖြစ်သွားပြီရှာမှာသူတော့ဒီမှာ9ထည့်လိုက်ဒီကနေငါတို့ percent ကိုရှာလိုက်ဖြေက maybe 47.4% လောက်ပဲရမယ်ဆိုတော့သူက55နဲ့အောင်မယ်လို့ပြောတာဟုတ်တယ်မလားဆိုတော့အောင်နာခြင်းတော့မှန်နေမယ်သူပြောသလိုမဖြစ်နိုင်ဘူးဆိုတော့မှားတယ်ပေါ့နော် incorrect ဆိုတဲ့ပေါ့ကဲနောက်တစ်ခုကကြတော့ RDR ဒီမှာဆိုရင်ငါတို့သူကနှစ်ခုပေးထားတယ်ပေါ့နော် table လေးရဲ့ပုံလေးသူ့မဲကိုကြည့်မယ်ဆိုဒီ psychology တွေကသူကဒီ Asian Greek theory တခုဒီ testing လုပ်နေရဲ့ဘာနဲ့ပတ်သက်လဲဆိုတော့အလှနဲ့ပတ်သက်တာဆိုတော့အဲ့ theory အရာဆိုရင်ဒီမျက်နှာ ratio တွေပေါ့နော် golden ratio လို့ပေါ့နော်ဒီမျက်နှာ ratio တွေကဒီအမြင့်ကိုဒီအကျယ်နဲ့စားခြင်းနော်စားပြီးရလာတဲ့ဒီ ratio ရှိတော့က1.6နဲ့သူကနီးလေပို့ပြီးတော့လှပို့ပြီးတော့ချောလေဆိုတဲ့ပေါ့အဲ့တော့အခုဒီမှာပေးထားတဲ့ဒီ table ထဲမှာရှိရအောင်လေအကြတော့ငါတို့ဒီ magazine မှာရှိတဲ့ model အချောလာရဲ့မျက်နှာ ratio တွေသူပေးထားတယ်ပြီးရင်ဒီမှာလည်းမျက်နှာတစ်ခုပေးထားတယ်ဘာရှင်းခိုင်းတာလဲဆိုတော့ determinant of time နဲ့
ဒီ percent ကဒီမှာပေးထားတဲ့ model နဲ့ရှင်းမယ်ဆိုရင်နော်ဘယ်သူကပေါ်ချော်လဲဆိုတော့အားလုံးဒီမှာ9ယောက်ရှိတယ်ဒီမှာ1ယောက်ဆိုတော့6ဒီ6မှာဘယ်သူပေါ်ချော်လဲဆိုပြီးသူကရှာခိုင်းတယ်ဟောအဲ့တော့1.6နဲ့နည်းနည်းပေါ်ချော်ရရင်ဆိုတဲ့ပုံပေါ့နော်ဆိုတော့ဒီမှာ ratio လေးပေးထားတယ်ဒီတော့ ratio ကကျတော့ဒီမြင့်ုံဒီအကျဉ်းနဲ့စားမှာဆိုတော့17စီက9နဲ့စားမယ်ဒါဆိုရင်1.57အဲ့ဘယ်သူအနည်းလဲဆိုတော့သူအနည်းဆုံးမဟုတ်နီးရဲဆိုတာကသူနဲ့အကွာဝေးမှုအနည်းဆုံးဆိုချင်တာနော်ဥပမာတချို့က1.65မဟုတ်လားဆိုတော့မဟုတ်တော့1.65ဆိုတော့1.6နဲ့ရှိရင်0.05လောက်ပါတယ်1.56ဆိုရင်လည်း1.6နဲ့ရှိရင်0.04လောက်ပါတယ်ဒါပေမဲ့1.57ကျတော့သူနဲ့ရှိရင်0.03ပဲကောဟုတ်ပြီနော်ဆိုတော့အားတော့သူအလှဆုံးပဲဆိုတော့ပြင်တော့ A ကိုဖြည့်ပေးလိုက်ရအောင်ဒါလေးပဲရှာမယ်နော်ကဲအားတော့ဒီထဲမှာလည်းတွက်လို့ရတဲ့ဟာလေးရှိသေးတယ်ဆိုတော့ဆက်ပြီးတွက်ပြလိုက်ပါအောင်နော်ဆိုတော့ဒီမှာ1နဲ့2နဲ့ကဒီဟာကိုသုံးပြီးတော့ okay စချင်းတော့ဘာပြောထားလဲဆိုတော့ဒီ6နဲ့စာအတွက်မှာတော့ main average ကို9ခုသုံးလို့ပြီးထားတယ်သူ့မေကဘယ်နှစ်မှာဒီ average main နဲ့အနည်းဆက်ဆုံးတူလဲလို့မရအောင်ဆိုတော့983ဝန်းကျင်မှာရှိတဲ့နှစ်ကိုငါတို့လိုက်ရှာမယ်ဆိုတဲ့သဘောဆိုတော့ဒီမှာငါတို့2000ကုန်တယ်လားဒီခုနှစ်က983နဲ့အနည်းဆက်ဆုံးမှာရှိရဆိုတဲ့သဘောအဲငါတို့က B ကိုယူလိုက်ရင်ရပြီအဲ့လိုပဲနောက်တစ်ခုကကျတော့ဒီမှာငါတို့increase sorry percent decrease ကိုမေးဘူးเนาะ2008ကနေပြီးတော့2009အထိအဲ့ percent decrease increase ဆိုတော့ဘယ်လိုတော့မလဲပြောထားတဲ့တရားအမြောက် chain bound origin နဲ့သွားမယ်ဆိုတော့ origin ကစမယ်ဆိုတော့ဒီမှာ2008ကစမယ်ဒီမှာ2008ကိုကြည့်လိုက်ရင်600နဲ့900ကျတော့650ပေါ့ပြီးရင်ဒီ chain ကသူကအဓိက difference ကိုဆိုလို့ရှိရင်နော်များတဲ့နေရာအောင်လုပ်မယ်ဆိုတဲ့သဘောအဲ2008က650ဟုတ်ပြီ2009ကကျတော့ငါတို့ဒီမှာဘယ်လောက်လဲဆိုတော့ maybe 390လောက်ပါလားတော့ difference ကတော့ဒီကများတဲ့နေရာတော့650ဒီ minus 390ဖြစ်သွားမယ်ဒါလေးကတော့တွက်ပြလိုက်ရင်ဖြေရတယ်တော့ဒီမှာထွေလို့မားစရာရေလို့တော့မရှိဘူးပေါ့နော် okay ပြီးတော့ပါရှုံးမယ်ဆိုတော့ဒီမှာ line graph okay နံပါတ်9မှာဆိုရင်ကြတော့သူကဟော with data ကို2001မှာစဖွင့်တယ်သူ့မေပေါ့ပထမဆုံး2001ပြီးရောပေါ့နော်ပထမဆုံးဘာဖြစ်လာလဲကြာတယ်ဟာတော့ဒီမှာမှလည်းကြာ2004ကိုရွေးကြတယ်ပေါ့နော်ဒီက2005ဖြစ်မှာတော့2004ရောက်တဲ့ချိန်မှာကြာပြီလားနော်မကြောက်တက်နေနော်2001တက်သွားတယ်2005ရောက်မှစပြီးကြာတယ်ဆိုတဲ့သဘောတော့တက်ရောက်တယ်နော်ဒါကြောင့်တော့ဒီက2005ကိုရွေးပြရမှာဖြစ်ပါတယ်โอเคနောက်တစ်ခုကကြတော့အမြင့်ဆုံးတက်တဲ့ဟာဒီထဲမှာမှဒီ previous year ဆိုဂျန်ငယ်နှစ်ထဲမှာမှအမြင့်ဆုံးတက်တဲ့ဟာဆိုရှင်းပါပဲ2008ပေါ့ hero လေးပဲ C ပေါ့ဟုတ်ပြီနော်ကဲနောက်တစ်ခုဒါကြတော့ဟိုကတော့ဒီမှာလဲ matcha tendency လေ1 2 3 4 5ဆိုတဲ့ပေါ့ဟုတ်တာနော်ဒါလေးပြီးရရဲ့ထုံးစံတိုင်း percent ကိုရှာဟိုက်တယ်တော့ဆရာအရင်ရွှေမပြောတော့ဘူးအဲ့တော့ဒီမှာပါစံပိုင်တရားတစ်ဖက်ကပတ်ပိုင်ဟိုးဆိုရင်ဟိုးကတွတ်တယ်ဆိုတော့ဒါအကုန်လုံးပေါင်းပြီးတော့မှဖက်ကကြတော့ဒီမှာ8ပေါ်လာ8ကိုထည့်လိုက်ပါစံရတယ်အဲ့တော့ဆရာဟိုလိုတွေ့တူမပြောတော့ဘူးเนาะ PC ပါဟုတ်ပြီလားဈာတင်နေရောเนาะဒီဟာလေးရပြီးရင်နောက်တစ်ခုကပါချာနာလဲမင်းဆိုရင်ဒါအကုန်လုံးပေါင်းပြီးတော့အရေးအတွက်ပြတဲ့ဒီမှာ week က6ခုရှိရဆိုတော့6နဲ့စားပြလိုက်ပါเนาะဒါဆိုရင်တော့အဖြေရပြီတော့3.5လောက်ရလိုက်โอเคနောက်တစ်ခုက cycle graph ပေးထားတယ်ပါစလေးလည်းပေးထားတယ်သူကဒီမှာ candidate 3ခုရှိတဲ့မှာဘယ်မြို့3ခုပေါင်းခြင်းကပေါ့နော်အနည်းဆုံးရမယ်ဆိုရင်မြင်ဆိုတော့ဒီမှာအနည်းဆုံးဖြစ်တဲ့ grace ရဲ့နောက်တစ်ခုပါရှိအောင်မလဲဆိုတော့ score ရှိမယ်နောက်တစ်ခု almost ရှိမယ်ဆိုတော့ဒီ3ခုပေါင်းလိုက်ရတယ်ဆိုတော့အနည်းဆုံး41ရလိမ့်မယ်နော်နောက်တစ်ခု14ကကျတော့3/5ရမယ်ဟောကြာဘယ်နှစ်ခုပေါင်းရင်3/5ရမယ်ဆိုတော့ငါတို့ဒီမှာ percent နဲ့ပေးရတယ်ဒါကို percent ပြောင်းလိုက်ဆိုတော့ percent ပြောင်းရင်တော့100နဲ့မြောက်မယ်ဆိုတော့ဟုတ်တယ်မလားတော့ပြောင်းလိုက်ရင်ဒါ60% ရတယ်
တော့ဒီမှာနှစ်ခုပေါင်းလို့60%အနည်းဆုံးရမယ့်ဟာငါတို့ဒီမှာ outlay နဲ့ပို့ရမယ်ရှိတယ်ဒီနှစ်ခုပေါင်းရင်ဘာရတယ်ဆိုတော့59%ရတယ်ဆိုတော့သူနဲ့အနည်းဆုံးတူရဆိုတဲ့သဘောပေါ့နော်အဲတော့ငါတို့ကနံပါတ် C ကိုယူလိုက်ရင်ရပြီးပို့ရနဲ့ outlay ဆိုတဲ့သဘောမဆောင်ရရှင်းပါတယ်ဒီ tutorial မှာငါတို့တရားဘုတ်ရှိတယ်ရှာဟိုင်းနာ grades တော့ရှာဟိုင်းနာဆိုတော့ဒီမှာငါတို့ grades ကဘယ်လောက်ရှိလဲဆိုတော့9%ဟုတ်ပြီနော်ဆိုတော့ငါတို့တရားရဲ့9%ဆိုတော့ငါတို့တရားကိုငါတို့က0.09နဲ့မြောက်ချတယ်ဆိုတော့ဖောက်ကိုရှာတာအောင်ဒါလေးတွေကအခုချိန်မှာရှားနေတော့ပြီးတော့ဆက်တင်ပါတယ်နော်နောက်တစ်ခု line graph ပဲဆိုတော့သူ့မိကွာ company A နဲ့ company B စိတ်နှမဖြစ်မဲ့ဟာဆိုတော့စုံမဲ့နေရာပေါ့စုံမဲ့နေရာဒီမှာတခုရှိဘာလာလဲ March လာအဲ့တော့ B နောက်တစ်ခုနံပါတ်7ကိုကျတော့ company A တော့သွားကြည့်မယ်ဆိုရင်သူက company A တော့မှာသူကဘာကိုအဓိကကြည့်ခိုင်းလဲဆိုတော့ဘယ်ဟာကဇူလိုင်လတော့ပေါ့နော်ဘယ်ဟာကအကောင်းဆုံးဖြစ်မယ်ဆိုပြီးဆိုတော့ဇူလိုင်လတော့ဆိုတော့သူကဂျွန်တိပဲပြီးရတယ်company A ကပါလေဒီမှာဆိုတော့သူ့ရဲ့တစ်လောက်ဒီမှာလာဝိုင်းမှာဘယ်လောက်တက်သွားလဲဆိုတော့1000ဝန်းကျင်တက်သွားဟုတ်တယ်ပါဒါဆိုရင်ငါတို့ဇူလိုင်မှာလည်း1000ဝန်းကျင်တက်မှာဆိုတော့6000ဝန်းကျင်မှာရှိတယ်အဲ့တော့ပေးရတဲ့ choice ထဲမှာ6000ဝန်းကျင်မှာရှိတဲ့ဟာဘာရှိလဲဆိုတော့ B တစ်ခုပဲရှိတယ်တော့ငါတို့အဖြေကို B ပေးလိုက်တာဒါပဲကဲနောက်တစ်ခုနံပါတ်18ကလည်းခုနဟာကိုပဲကြည့်ရမယ်ဆိုတော့ဒီမှာသူကဘာတွေပေးထားသေးလဲဆိုတော့18%ပေါ့နော်ဘာအတွက်လဲ area လအတွက်ဆိုတော့ company A က return လုပ်မယ်ဆိုတဲ့သဘောပေါ့နော် okay အဲ့တော့ company ရဲ့ order မှာ80%လောက် return လုပ်မယ်ဆိုတဲ့သဘောဒီမှာလဲ April ပါဆိုတော့ April ကိုအရင်ကြည့်လိုက်ဆိုတော့ April မှာတော့ company A ကဘယ်လောက်ရှိလဲဆိုတော့ order 3000ရှိဟုတ်ပြီနော်ဆိုတော့အဲ့3000ရဲ့သူကဘယ်လောက် percent က return လုပ်မှာလဲဆိုတော့18% return လုပ်မယ်ဆိုတဲ့သဘောအဲ့သူပြီးသားချက်ပါနော် okay အဲ့တော့ငါတို့ဘာအောင်ပြမှာဆိုတော့3000ကိုတခါနဲ့18%ဆိုတော့0.18နဲ့မြောက်ပေးလိုက်ရင်ဖြစ်ရတယ်။ဒါဆိုရင်ငါတို့ရဲ့ဖြေက C 940ဖြစ်ပါတယ်။ဒီနော်။ကဲဒီမုတ်တရားထားလို့ကတော့ဒါတွေကလေဟိုပေါ်မှာတက်ခဲ့ဟန်ကြည့်လို့ဆရာထွေတူးကြီးအရင်တက်ပြတော့ဘူးအဓိကကလေဒီမှာဒါ sound error လေးဖြစ်နေတာပေါ့နော်ဒီလိုအကြီးဒီအဝါရောင်ဟာကြီးတွေ့လာဒီမှာထည့်ပြမယ်ဒီဟာတွေမပါဘူးเนาะမပါဘူးဒါလည်း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 မပါဘူးဥပမာဓမ္မဆိုရင်50 55ဆိုတော့16ရှိမယ်ဒါဆိုရင်50ဒီတင်တော့73ရှိမယ်စပြပါအဲ့လိုပုံစံမျိုးเนาะဒါအားလေးတုံးပြီး dot ပြီးရုံပဲဆိုတော့ဆရာအဖြေတော့ပဲပြောရမယ်ဒီမှာတော့ဒါရတင်ပြီပေါ့เนาะ okay အဲ့တော့ငါတို့ရဲ့28ကဘာရမှာလဲဆိုရင်20% ရမယ်ပြီး29ကကျတော့4:3ရโอเค30 31ပါဆရာ31ကိုတော့ပြောမယ်30တော့ဖြေဒီမှာပြောတော့ဟုတ်ဒါမင်းတို့ short တက်ပြီးသား30အပြတ်တော့အမြင့်ဆုံးကိုမေးရဆိုဒီမှာ180နဲ့199ကျဆိုပြီးပေါ့ဟုတ်လား31မှာသူကတကယ်လို့ဒီညမှာအယောက်100ရှိမယ်ဆိုရင်တဲ့သူကဘာလဲဆိုတော့ the most ပြီပဲလူအများဆုံးရှိမှနေအောင်မေးရဆိုတော့လူတွေကဘာရွေးကြတယ်လဲအများဆုံးဆိုဟာဆရာ180နဲ့199ကျဆိုပြီးဘာရွေးကြတယ်ဆိုတော့ငါတို့ဒီမှာ C ကိုလာရွေးကြတယ် no ဘာလို့လဲဆိုတော့ဒီမှာကြည့်လိုက်ပေါင်200နဲ့အထက်ပေါင်200နဲ့အထက်ဒီဘိုင်းရေနောက်တစ်ခုကပေါင်200အောက်ဒီဘိုင်းဆိုရင်ဓာကြီးတစ်ခုလုံးဖြစ်တဲ့အတွက်ဒီဟာပါထားပြီးသားဟုတ်တယ်မလားဒါဆိုရင်ဒီနှစ်ခုကပိုကြည့်ရဆိုအဲကြောင့်မှတော့ဒီဟာဖြစ်ရဖြစ်တွဲဘက်ကိုလိုက်ချီလိုက်ရင်သူကပိုကြည့်ရပေါ့နော်အဲ့တော့အဖြေရအောင်တော့ B ဖြစ်မယ်ဆိုတော့ရပြီနော်ဒီပု္ပ္ပစာရတဲ့ဒီတိုင်းပဲငါတို့ခုနပြောတဲ့ဒါလေးမပါဘူးဆိုတော့အားလေးပါအဲ့မပြောနဲ့တော့32ရဲ့အဖြေကဟောပေါ့ B ရလိမ့်မယ်ပေါ့နော် okay ပြီးတော့ဒီဟာကတော့ဒီပုံဒီမှာတော်တော်လေးပေးထားရင်ဒီဟာနဲ့ရှင်ပြီးတော့အောက်ကပုံရွေးပေးလိုက်အောင်ပဲဘာလို့ဆိုတော့ဒါလည်းလွယ်ပါတယ်ထားပါတော့ဒီမှာသူ့ပုံရဆိုတော့ဒီတိုင်းဆွဲကြည့်လိုက်မယ်ဆိုရင်နှစ်အစကြီးနှစ်ပဲရှိတယ်ပြီးရင်14နဲ့တက်လာမယ်25နဲ့တက်လာမယ်ပြီး48ပိုတက်လာမယ်ပြီးရင်17ဆိုတော့ပြန်ရောက်သွားမယ်ဆိုတော့ဟုတ်လားဒီလိုပုံလေးနဲ့အနည်းဆုံးတူတဲ့ဟာဆိုတော့ဒီမှာဆိုရိုးရှင်းပါရဲ့ဖြေကဒီပေါ့ okay ဒါတင်တော့ဒီခန်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးအဆင်ပြေပြီးတော့ထင်ပါတယ်ဒီခန်းကလည်း cyber web မှာနည်းနည်းလေးပို့ပြီးအမြင်များတဲ့အထင်မှာပါတယ်လွယ်တာလည်းလွယ်ပါတယ် okay ကဲဒါဆိုရင်
ဆရာ channel ကိုဒီတေချာကြီးတေချာရေးနဲ့ပတ်သက်ပြီးတော့လေ့လာခြင်းတွေဆိုရင် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့သူများတို့ share ဖို့လည်းမမေ့ပါနဲ့အဲ့တော့နောက်ထပ်ဗီဒီယိုတော့ကကျတော့ဒီ probability အပိုင်းပေါ့နော်ဆိုတော့အဲ့အပိုင်းကိုထပ်ပြီးတော့ Kaplan ထဲမှာတွားမယ့်ပုံစံလေးကိုတက်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ bye bye ပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်